product ကောင်းရုံစေနာရှိရုံနဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဒီဘက်ခေတ်မှာနေရာတနေရာစာရဖို့မလွယ်ကူတော့ပါဘူးဒါက client တူပြောပြတဲ့ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့သင်ခန်းစာပါသူက product ဘိုင်းမှာကျွမ်းကျင်ပေမဲ့ digital marketing ဘိုင်းမှာကျတော့အချိန်နဲ့ငွေကြေးအများကြီးဆုံးရှုံးခဲ့ရတယ်။ content တစ်ပုဒ်ထွက်ဖို့အတွက်ကိုတနည်းကုန်အချိန်ကြီးကုန်ပြီးတော့စဉ်းစားရတယ်။ကြော်ညာတွေကလည်း rent လောက်မထိရောက်ခဲ့ဘူး။ဒါကလုပ်ငန်းရှင်အများစုကြုံတွေ့နေရတယ်။ပြဿနာတစ်ခုပါ Digital CEO class ကသူ့အတွက်အပြောင်းအလဲတစ်ခုဖြစ်လာခဲ့တယ်။ Time management နဲ့ပတ်သက်ပြီးတော့ AI ကိုအသုံးချပြီးရက်ပေါင်းများစွာကြာမယ့်အလုပ်တွေကိုအချိန်တိုအတွင်းမှာပြီးစီးအောင်လုပ်နိုင်တယ်။လုပ်ငန်းတိုးချဲ့ဖို့အတွက် AI ကို partner တစ်ယောက်လိုအသုံးချပြီးတော့မှတိကျတဲ့ business plan တွေကိုရေးဆွဲနိုင်ခဲ့တယ်။အခုဆိုလို့ရှိရင်သူကလုပ်ငန်းကိုစိတ်ပူပန်မှုနဲ့ဦးဆောင်နေရတာမျိုးမဟုတ်ပဲနဲ့ strategy နဲ့ဦးဆောင်နေတဲ့ digital CEO တယောက်ဖြစ်နေပါပြီ။ကိုရော marketing budget တွေတုံးပြီးတော့မှအချိန်ကုန်လူပင်ပန်းဖြစ်နေတော့မယ်လားဒီဇင်ဘာလကုန်မတိုင်ခင် digital CEO class လေးကို2သိန်းကျပ်နဲ့တက်ရောက်ပြီးတော့ကိုယ်လုပ်ငန်းရဲ့အနာဂတ်ကိုပြောင်းလဲလိုက်ပါ